ဂျာသာပရိသတ်သမီးအားလုံးအတွက်တပတ်စာတာတော့ဗီဒင်ဟောစရန်ကိုဟောကြားပေးမှာဖြစ်ပါတယ်။အယုံဆုံးအနေနဲ့ဆရာရဲ့ဗီဒီယိုဖိုင်လေးကိုအပေါင်းလေးကိုနဲ့အသေးပေးပြီးတော့ကွန်မန့်ရေးပါ share လေးလုပ်ပေးကြမယ်နော်။အနက်ဖြန်ဂျာသာပရိနေ့ဖြစ်တဲ့အတွက်ဂျာသာပရိသတ်သမီးအားလုံးအတွက်တပတ်စာတာတော့ဗီဒင်ဟောစရန်ကိုဟောကြားပေးမှာဖြစ်ပါတယ်။မနက်ဖြန်19ရက်နေ့ဖြစ်ပါတယ်။19ရက်နေ့ဖြစ်တဲ့အတွက်19 20 21 22 23 24 25 3 လပိုင်း25ရက်နေ့ထိအောင်အကျုံးဝင်ပါလိမ့်မယ်နော်။ဂျာသာပရိသတ်သမီးအားလုံးအတွက်ဒီတစ်ပတ်ကြောက်လာတဲ့တားတော့နမိတ်ပုံကတော့ဖလားလူလင်နမိတ်ပုံဖြစ်ပါတယ်နော်။အကောင်းကင်ယံကနေပြီးတော့တိမ်ဆိုင်ကြားကနေလက်တစ်ချောင်းထွက်လာပြီးတော့ဖလားကိုကင်မြုပ်ထားတဲ့နမိတ်ပုံဖြစ်ပါတယ်။အပေါ်ကဂျုံငက်ကဒီဖလားရဲ့ရေကိုတောက်နေတဲ့နမိတ်ပုံနဲ့တင်စားထားပါတယ်နော်။ဂျာသာပရိသတ်သမီးအားလုံးကိုကံကြမ္မာနမိတ်ဖတ်ဟောကြားပေးရမယ်ဆိုရင်တော့ဂျာသာပရိသတ်သမီးတွေကဒီရပိုင်းတွင်မှာရွှေထီးဆောင်လို့ရပါပြီ။ရွှေထီးဆောင်နိုင်ပါပြီနော်။အဖက်ဖက်ကနေပြီးတော့ကံကြမ္မာကောင်းတွေအခွင့်အလမ်းကောင်းတွေများစွာပေါ်ပေါက်လာတတ်ပါတယ်။ကိုပိုင်စီးပွားရေးလုပ်နေတဲ့ဂျာသာပရိသတ်သမီးတွေဆိုရင်ဒီရပိုင်းတွင်ကလုပ်ငန်းသစ်တွေစတင်ပြီးတော့မှအရှိန်ဟုန်ကောင်းကောင်းနဲ့အောင်မြင်ကြော်ကြားမှုတွေရရှိပါလိမ့်မယ်။လုပ်ငန်းဟောင်းတွေကိုလည်းများစွာကုမ္ပဏီခွဲရုံးခွဲတွေဖွင့်လှစ်နိုင်ပါလိမ့်မယ်။ပြည်တွင်းပြည်ပကနေဆက်သွယ်ကောင်းတွေရပြီးတော့မှကြီးပွားချမ်းသာမဲ့အချိန်ကာလဖြစ်ပါလိမ့်မယ်။ဝန်ထမ်းဖြစ်တဲ့ဂျာသာပရိသတ်သမီးတွေဆိုရင်လည်းဒီရက်ပိုင်းတွင်မှာမိမိရဲ့လုပ်ငန်းမှာလုံးဝမထင်မှတ်ထားတဲ့အံ့ဩစရာကောင်းအောင်ယာဒူးကြီးကြီးကိုတာဝန်ထမ်းဆောင်ရတတ်ပါတယ်။အထက်လူကြီးရဲ့ချစ်ခင်မြတ်နိုးမှုလောဖော်ကိုင်ပဲအောက်လက်ငယ်သားတို့ရဲ့လေးစားကြည်ညိုမှုတွေရရှိတတ်ပါတယ်။ဝင်ငွေတွေများစွာတိုးပွားမိအချိန်ကာလဖြစ်ပါတယ်။ဘယ်တော့မှမရခဲ့ဘူးတဲ့စီးစိမ်ချမ်းသာတွေဒီကာလမှာရတတ်ပါတယ်နော်။လုပ်ငန်းရှင်ဂျာသာပရိသတ်သမီးတွေအနေနဲ့ဘဝတသက်တာမှာမိမိမျှော်မှန်းထားတဲ့ရည်မှန်းချက်တွေပန်းတိုင်ကိုရောက်ရှိပါလိမ့်မယ်နော်။မိမိရဲ့ရည်ရွယ်ချက်တွေအထမြောက်အောင်မြင်မိအချိန်ကာလဖြစ်ပါလိမ့်မယ်အရေးကြီးသောစာချုပ်စာတမ်းတွေမှာလက်မှတ်ရေးထိုးရတတ်ပါတယ်နော်အရေးကြီးတဲ့စာချုပ်စာတမ်းတွေမှာလက်မှတ်ရေးထိုးရမယ်တန်ဖိုးကြီးတဲ့အိမ်ချမ်းမြေတွေဝယ်ယူပြစ်လိုက်မယ်နော်တိုက်ခန်းတွေကွန်ဒိုတွေအိမ်ချမ်းမြေအိမ်သစ်ဆောက်ဖြစ်လိုက်မယ်ဗျာနော်ပြီးတော့တန်ဖိုးကြီးဇိမ်ခံကားတွေဆိုင်ကယ်တွေရွှေငွေရတနာကြောက်တံပရမတွေဝင်လာပါလိမ့်မယ်အနေနဲ့ရကမိတ်ဆွေတွေထံကနေပြီးတော့အနေနဲ့ရကမိတ်ဆွေတွေထံကနေပြီးတော့လက်ဆောင်ပစ္စည်းတွေလည်းရရှိပါလိမ့်မယ်ပြီးတော့ငွေဆိုတာလဲပေး၍မကုန်လှူ၍မခန်းကြီးပွားချမ်းသာမိအချိန်ကာလဖြစ်ပါတယ်မိဘတွေကိုချမ်းသာပြည့်စုံနဲ့ထားနိုင်မိအချိန်ကာလဖြစ်ပါတယ်ချို့တဲ့နေတဲ့မိတ်ဆွေပေါင်းတဲ့ဆွေမျိုးသားချင်းတွေကိုကူညီပေးကမ်းထောက်ပံ့နိုင်ပါလိမ့်မယ်ဒီကာလမှာတင်းရဲ့အိမ်မှာလူတွေရရှိကားပြီးတော့မှတင်းကိုအကူအညီတောင်းမဲ့လူတွေလည်းအများများနေတတ်တယ်နော်ဝေကြီးလက်လာပါဒီပွင့်လမ်းမယ်ကိုရစရာရှိတဲ့အကျွေးတွေပြန်ရမယ်ပိဆက်ဆရာရှိတဲ့အကျွေးတွေကိုလည်းအကြီးလည်းပြန်ဆက်နိုင်ပါလိမ့်မယ်အလူရေဆက်လက်နက်မကွာဆိုလို့နေ့စဉ်နေတဲ့အလှကြီးတန်းကြီးတွေပေးနေရတတ်ပါတယ်အလှတန်းတွေပြုလုပ်ရတတ်ပါတယ်နော်လူမှုရေးပိုင်းမှာလည်းတင်ပေးနာမှာချွေရန်ပေးသက်တွေများစွာပေါ်များလာတတ်တယ်တင်ကိုထောက်ခံအားပေးမဲ့လူတွေပေါ်များလာတတ်တယ်နာမည်ဘုံတကူဩဇာအာဏာအရန်ကြီးထွားလာလိမ့်မယ်နော်မိတ်ဆွေကောင်းတွေလည်းပေါ်များလာလိမ့်မယ်အိမ်အောင်ရေးမှာအိမ်အောင်ဘက်ရဲ့အရန်တန်ဖိုးထားပြီးတော့လေးစားကြည်ညိုခြင်းကိုခံရတတ်တယ်အိမ်အောင်ဘက်ရဲ့မိဘတွေဆွေမျိုးသားချင်းတွေကလည်းအားကိုးချစ်ခင်ကြပါလိမ့်မယ်နော်တာရည်သမီးရင်းနဲ့ပတ်သက်ပြီးတော့ကိုဝင်ရရှိမယ်ဝေးဖွားလာတဲ့ကလေးကလည်းမျက်နှာဖုံးနဲ့ဖြစ်လိမ့်မယ်အဆောင်လျှောက်တွေအများများပါတယ်ကြီးပွားချမ်းသာမဲ့ကလေးဖြစ်ပါတယ်နော်ပြီးတော့တာကြီးသမီးကြီးရှိတယ်ဆိုရင်လည်းတာကြီးသမီးကြီးတွေကအာကိုအားထားပြုပြီးပညာတတ်ကြီးတွေဖြစ်လိမ့်မယ်သားသမီးတွေအတွက်မင်္ဂလာခမ်းနားတွေကျင်းပပေးရတတ်ပါတယ်နော်လူမှုရေးပိုင်းမှာပတ်ဝန်းကျင်ဘိုင်းမှာတော့ရန်သူတွေဟာအင်မတန်ကိုနှဲပါပါတယ်တင်းကိုမေတ္တာသက်ဝင်ချစ်ခင်ပြီးတော့ကိုညီလမ်းပြပေးကြမဲ့လူတွေပဲများပါလိမ့်မယ်နော်ဂျာသာပရိသတ်သမီးလူငယ်တွေအခြေအေးမှာရန်ဆန်းပွင့်နေပါတယ်နော်ချစ်သူတွေများစွာရရှိတတ်တယ်
ချစ်သူတွေများလို့ရွေးရခက်တဲ့အခြေအနေမျိုးတွေလည်းရင်ဆိုင်ရတတ်ပါတယ်အပြိုကြီးလူပြိုကြီးတွေဒီကာလမှာချစ်သူတွေရရှိတတ်တဲ့မင်္ဂလာပွဲကြီးကြီးကျယ်ကျယ်ကျင်းပရတတ်ပါတယ်နော်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ချွဲတလိမ့်နဲ့ဆိုင်တဲ့ယောဂါတို့ပြီးတော့အစာအိမ်နဲ့ပတ်သက်တဲ့ယောဂါတို့နော်အစစ်မြစ်ရောင်တာအစစ်မြစ်လွဲတာတွေကျမ်းမာရေးဒုက္ခပေးတတ်ပါတယ်နော်ပြီးတော့လူငယ်တွေပညာရေးနဲ့ပတ်သက်ပြီးတော့စာမှုဘက်မှာဂုဏ်ထူးများစွာနဲ့အောင်မြင်တတ်တယ်ပြီးတော့အင်တာဗျူးတွေချက်ချင်းအောင်မြင်ပါလိမ့်မယ်နော်ပြည်တွင်းပြည်ပခီးစီစဉ်ထားတဲ့မိတ်ဆွေတွေလည်းပြည်တွင်းပြည်ပခီးစဉ်တွေချောချောမွေ့မွေ့နဲ့အကျိုးရှိတဲ့ခီးစဉ်တွေဖြစ်ပါလိမ့်မယ်လူငယ်တွေတီထွင်စမ်းသပ်မှုတွေအောင်မြင်မယ်ဂျာတာပရိသတ်သမီးတွေအားကစားလုပ်တယ်ဆိုရင်တော့စုတစိတ်များစွာရရှိတတ်တယ်လောင်းကစားလုပ်တဲ့ဂျာတာပရိသတ်သမီးတွေဆိုရင်လည်းလောင်းကစားနဲ့ပတ်သက်ပြီးတော့အမြတ်ငွေတွေများစွာရရှိမဲ့အချိန်ကာလဖြစ်ပါတယ်ထီပေါကင်းချက်ပေါကင်းရှိပါတယ်ဆက်တူရှယ်ယာလုပ်ငန်းတွေလည်းအထူးကောင်းမွန်ပါတယ်နော်တင်တဲ့ကံကောင်းစေတဲ့ကဏ္ဍတွေကတော့3ကဏ္ဍ6ကဏ္ဍဖြစ်ပါတယ်36ပါတဲ့ကဏ္ဍတွေကိုကန်ဆန်းပေးပါဒီကာလအတွင်းမှာကန်စာတာကောင်းတွေပို၍ကံကောင်းလာစေဖို့အတွက်ကန်စာတာကောင်းတွေပို၍ပွင့်လန်းလာစေဖို့အတွက်ဇေဒီတော်တဆူဆူရဲ့မိမိရဲ့မွေးနံတောက်မှာထီးဖြူတလက်လူဒန်းပူဇော်ပြီးတော့ဆူတောင်းပေးရပါမယ်နော်ပြီးတော့မိမိအိမ်သားမှာရှိတဲ့ကလေးငယ်လေးတွေကိုမုံဘိုးပေးပြီးတော့မှဆူတောင်းခံရပါမယ်နော်ကန်စာတာတွေရန်ကိုကောင်းမွန်လာပါလိမ့်မယ်အခုဆရာမိတ်ဆွေတို့ကိုမေတ္တာလက်ဆောင်ဟောကြားပေးခဲ့တာကတော့ကြာတာပရိသတ်သမီးအလုံးအတွက်တပတ်စာတားတော့ဘေးတဲ့ဟောစရန်ကိုဟောကြားပေးခဲ့တာဖြစ်ပါတယ်ဆရာဟောကြားပေးခဲ့တဲ့ဗီဒီယိုဖိုင်လေးကမိတ်ဆွေများအလုံးအတွက်အကျိုးရှိတယ်ဆိုရင်ဆရာရဲ့ဗီဒီယိုဖိုင်လေးကိုအပေါင်းလေးကိုနဲ့အသေးပေးပြီးတော့ကွန်မန့်ရေးပါ share လေးတွေလုပ်ပေးခဲ့မနော်ဆရာကတော့ဆရာကြီးမင်းသိန်ခါကြီးတပည့်ရင်ဆရာရဲမှန်အောင်ဖြစ်ပါတယ်ဆရာထံမှာဘေးတင်မေးခြင်းတဲ့လက္ခဏာမေးခြင်းတဲ့တားတော့ဘေးတင်ဧကန်သဘေးတင်မေးခြင်းတဲ့မိတ်ဆွေတွေကဆရာကိုတိုက်ရိုက်ဖုန်းခေါ်ပြီးတော့မေးလို့ရပါတယ်ဘေးတင်ညံပူဇော်ကယူပါတယ်နော်အိမ်ရောင်းကျင်တာခြံရောင်းကျင်တာမြေရောင်းကျင်တာကားတွေကြောက်တွေစက်ပစ္စည်းတွေဆိုင်ကယ်တွေတန်ဖိုးကြီးပစ္စည်းတွေအများဆုံးရောင်းထွက်စေဖို့အထူးတိုက်ရိုက်တဲ့ဆင်တွေပြုလုပ်ပေးပါတယ်အာမခံတယ်ပါအခြေအိမ်မှာသစ္စာဖောက်ခံရတာအိမ်တောင်ရေးဖောက်ပြန်ခံနေရတဲ့မိတ်ဆွေများလည်းဆက်သွယ်ပေးပါကျမ်းမာရေးသေးတဲ့ညံနေတဲ့လူနာတွေအောက်လန်းပညာဆုံးပညာတွေနဲ့တိုက်ခိုက်ခံထားရတဲ့မိတ်ဆွေများလည်းဆက်သွယ်ပေးပါအကျွေးတွေပြန်ရဖို့အကျွေးတွေကြေဖို့နေ့စဉ်ငွေကြေးလက်လာပါတွေပွင့်လန်းစေဖို့ဈေးရောင်းကောင်းစေဖို့လောင်းကစားအရှုံးများနေတဲ့မိတ်ဆွေတွေအမျက်ငွေတွေချက်ချင်းရအောင်ပုံနကနတ်မင်းကြီးရဲ့စီမံတွေဆောင်ရွက်ပေးပါတယ်နော်အိမ်ကထွက်သွားတဲ့ယောက်ျားမိန်းမသားသမီးတွေချက်ချင်းပြန်လည်ရောက်ရှိလာစေဖို့ပျောက်သွားတဲ့တန်ဖိုးကြီးရတနာပစ္စည်းတွေချက်ချင်းပြန်လည်ရရှိလာစေဖို့ဘဝရဲ့ရည်မှန်းချက်တွေပြည့်စုံလာစေဖို့အမှုခင်းကိုနိုင်ဖို့ရန်သူတွေကိုအောင်မြင်ဖို့မိမိလုပ်နေတဲ့လုပ်ငန်းဆောင်တာတွေမှာအောင်မြင်တိုးတက်ကြီးပွားချမ်းသာစေဖို့အောင်မြင်တဲ့အမှုပညာရှင်ကြီးတွေဖြစ်စေဖို့ယာဒူတိုးဖို့နေရာကောင်းရဖို့လက်ရှိနေရာမှာတည်မြဲစေဖို့လက်ရှိနေရာကနေပြောင်းရွှေ့ခွင့်ရစေဖို့လိန်သူချစ်သူများအစဉ်ပြေစေဖို့မိဘစကားနားမထောင်တဲ့ရင်သွေးငယ်တွေမိဘစကားနားထောင်လာစေဖို့အချုံနောင်ဖန်စီခံရတဲ့မိတ်ဆွေများလည်းအချုံနောင်ဖန်စီကနေချက်ချင်းလွတ်မြောက်စေရန်အထူးရရစီမံဆောင်လက်ဖွဲ့တွေဆောင်ရွက်ပေးပါတယ်ကလေးနာမည်ပေးဆိုင်နာမည်ပေးလုပ်ငန်းနာမည်ပေးကုမ္ပဏီနာမည်ပေးဘယ်လိုကုမ္ပဏီနာမည်ပေးအမှုပညာနာမည်ပေးတွေဆောင်ရွက်ပေးပါတယ်နော်အိမ်သစ်ဆောက်ရန်ဆိုင်သစ်ဖွင့်ရန်လုပ်ငန်းသစ်များစတင်တည်ထောင်ရန်ကုမ္ပဏီကြီးများစတင်ဖွင့်လှစ်ရန်ခရီးသွားရန်စကားပြောဆိုအောင်မြင်စေရန်အရေးကြီးသောစာချုပ်စာတမ်းကိစ္စရပ်များအောင်မြင်စေရန်အတွက်နေကောင်းရက်ကောင်းအခါကောင်းများကိုရွေးချယ်ပေးခြင်းအဆောင်လက်ဖွဲ့ပစ္စည်းများကိုပြည်တွင်းပြည်ပကိုအိမ်တန်ရာရောက်ပို့ဆောင်ပေးပါတယ်ဆရာရဲ့ဖုန်းနံပါတ်တွေကတော့39 956 988 858ပြီးတော့39 98 340 256ဖြစ်ပါတယ်နော်အဲ့ဒီ39 956 988 858အဲ့ဒီဖုန်းနံပါတ်ကViber အကောင့် Telegram အကောင့်ရှိပါတယ်အဲ့ဒီအကောင့်တွေကနေပြီးတော့ဆက်သွယ်ပြီးတော့မေးလို့လည်းရပါတယ်နော်ပြည်ပမှာနေထိုင်ကြတဲ့မိတ်ဆွေတွေကတော့အဲ့ဒီအကောင့်တွေကနေပြီးတော့ဆက်သွယ်ပြီးတော့မေးကြပါ